အားလုံးပဲမင်္ဂလာပါတစ်တော်ပေါ်မှာရှိနေတဲ့ခုနှစ်ရက်သားသမီးမိတ်ဆွေများအားလုံးပဲစိတ်သွားတိုင်းကိုပါလို့လိုရာဆန္ဒများကိုတလုံးတဝါနဲ့ပြေးဝပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဆရာကတော့ဘေးတင်နဲ့ရေတရားအဆောင်ရောက်စီရင်များကိုအထူးစီမံသင်ကြားပေးနေတဲ့ဆရာရာဇာပါဒီကနေ့မှာတော့မိတ်ဆွေများအားလုံးကိုငွေရေးကြေးရေးတွေနဲ့ပတ်သက်ပြီးတော့အကျွေးတွေအယမ်းများနေတယ်လက်လာပါတွေတက်လာပါတွေပိတ်နေတယ်ငွေကြီးတွေလုံးဝမဝင်ဘူးဖြစ်နေတယ်စီးပွားရေးတွေအရန်အကျက်တဲဖြစ်နေတယ်အလုတ်ခွင်မှာအစင်မပြေမှုတွေများနေတယ်ဆိုရင်ဆရာအခုတင် जा ပေးမယ်ရေဒီယာလေးကိုမိမိကိုယ်တိုင်သာပြုတ်လုပ်ပေးလိုက်ပါအလုတ်ကိုင်တွေလည်းစင်ပြေမယ်မိမိစီကိုငွေတွေလည်းထောင်တွေတောင်းတွေသိန်းတွေယာတွေတန်းတွေနဲ့ခြေပြီးတော့ဝင်းမယ်တကယ်ကိုစွမ်းနဲ့ထက်တဲ့ဂမ်ဘီယာအစီရင်ရေဒီယာလေးပါယုံကြည်စွာနဲ့မိမိကိုယ်တိုင်ပြုတ်လုပ်မယ်ဆိုရင်3ရက်5ရက်အတွင်းမှာမိမိစီကိုငွေတွေဒလက်ဟောတောင်ပုံရာပုံဝင်လာစီရမယ်။ယုံကြည်မှုရှိစွာနဲ့သေသေးချာချာလေးလုံနိုင်မယ်ဆိုရင်တော့တကယ်ကိုနော်မိတ်ဆွေများအားလုံးအတွက်အကျိုးရှိစေပါတယ်။ဆရာတို့ဘလို့နီလန်းမျိုးနဲ့လောက်ရမလဲဘလို့မျိုးအတုံးချရမလဲဆိုရင်တော့အရင်ဆုံးဆရာတို့ကြွေးပကံများလေးတစ်ချက်လိုမယ်။ပြီးသွားရင်ဆရာတို့ပတ်စံကထောင်တန်ဖြစ်စေရာတန်ဖြစ်စေတောင်းတန်ဖြစ်စေပေါ့နော်။ဒါအဆင်ပြေတဲ့ပတ်စံကိုသုံးအပေါ်ကနေစက်ပြခဲလေးတကယ်တင်ပါအပေါ်ကနေဖျောင်းတိုင်လေးတတိုင်ထုံးပါဆရာအခုလှုပ်ပြပေးထားတဲ့ပုံစံအတိုင်းလေးလှုပ်ပြီးသွားပြီဆိုရင်ဆရာရဲ့မိတ်ဆွေတွေကကိုယ့်ရဲ့နင်းနံကို3ခုတိတိရွတ်ပြီးတော့3ခါကောင်းနော်3ခေါက်တိတိပြောကမယ်ဥပမာအနေနဲ့ကိုကကြာတာပလေးဆိုလဲကြာတာပလေးသမီးဆိုလဲကြာတာပလေးသမီးပေါ့နော်ဒါတောက်ကြသားဆိုလဲတောက်ကြသားပေါ့ဆရာရဲ့မိတ်ဆွေတွေဒါကိုယ့်ရဲ့နင်းနံပေါ့နော်ကိုယ့်ရဲ့နင်းနံလေးကို3ချက်တိတိရွတ်ဆိုပြီးတော့ပြောကမယ်ဥပမာအနေနဲ့တနင်္လာသားသည်ဒီနေ့ဒီချိန်မှအစားလို့ငွေတွေဒလက်ဟောဝင်ပါစေတနင်္လာသားသည်ဒီနေ့ဒီချိန်မှအစားလို့အလုတ်ကင်တွေအဆင်ပြေပါစေတနင်္လာသားသည်ဒီနေ့ဒီချိန်မှအစားလို့လက်လာပါတွေပွင့်ပါစေဆိုပြီးတော့မိမိရဲ့နှုတ်ကနေ3ခုတိတိတာရွတ်ဆိုပေးလိုက်မယ်ဆိုရင်မိမိမှာငွေကြီးနေတဲ့ပတ်သက်ပြီးတော့အကျွေးတွေတင်နေတာပဲဖြစ်စေငွေမဝင်တာပဲဖြစ်စေအလုတ်ကင်တွေအဆင်မပြေတာပဲဖြစ်စေအရာအားလုံးအမြန်ဆုံးနီးလန်းနဲ့အဆင်ပြေစေရမယ်နော်ဆရာမိတ်ဆွေတွေယုံကြည်ချက်အပြည့်အဝနဲ့စစ်မှန်လေးလုပ်မယ်ဆိုရင်မိမိတို့အတွက်တကယ်ကိုမှအကျိုးရှိစေပါတယ်။ဒါကြောင့်မလို့ဒါနော်ငွေရေးကြီးနေနဲ့ပတ်သက်ပြီးတော့စာဝတ်နေရဲ့အခက်အခဲဖြစ်နေတဲ့မိတ်ဆွေတွေဆရာအခုတင် जा ပေးသွားတဲ့ရေဒီယာလေးကိုလှုပ်ချင်းအားဖြင့်ဆရာရဲ့9ရက်သားသမီးမိတ်ဆွေများအားလုံးအဆင်ပြေကြပါစေ။